ဇလန်းလေးရဲ့အစမှာတော့ရိတ်ချက်တယောက်သူအမြဲတမ်းတောက်တဲ့ဆေးကိုမှန်တင်ခုံရှိမှရှာနေတဲ့အချိန်ရိတ်ရဲ့ဇနီးစုစတုံးကအိမ်သားထဲမှာအဲ့ဒါကိုတတိထားမိသွားပြီးတော့ခဏလေးစောင်းလေးဆိုပြီးကိုယ်တိုင်လာယူပေးမယ်လို့ပြောလိုက်ပါတယ်။သူမကရိတ်အမြဲတောက်ရမယ့်ဆေးတွေကိုရှာပေးလိုက်ပြီးတော့ကိုဝင်ရှိကြောင်းစစ်ဆေးထားတဲ့ဆေးစစ်တံကိုလည်းတခါတည်းပြလိုက်ပါတယ်။အဲ့ဒီချိန်မှာရိတ်တယောက်အံ့ဩသွားပြီးသူတို့စုံတွဲနှစ်တာစူးစမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့ပဲနဲ့အခုမှရရှိလာခဲ့တဲ့အတွက်သူတို့နှစ်ဦးလုံးဟာအယမ်းပျော်ရွှင်သွားပြီးပျော်ရွှင်အနမ်းကြရင်းနဲ့ဒီကိစ္စကိုလည်းအတူဖြတ်ကျော်နိုင်မယ်လို့အချင်းချင်းအားပေးနှစ်သိမ့်လိုက်ကြပါတယ်။အဲ့ဒီလိုနဲ့အစီအစဉ်တစ်ခုမှာတက်တကေးဘက်လို့ခေါ်တဲ့အမျိုးသားက Fantastic ဖို့ဖွဲ့စည်းခဲ့တာ၄နှစ်တောင်ရှိနေပြီဖြစ်ကြောင်းလာရောက်လာတဲ့သူတွေကိုပြောပြနေပါတယ်။လွန်ခဲ့တဲ့၄နှစ်ကရိတ်တယောက်အာကာသစူးစမ်းလေ့လာရေးမစ်ရှင်တစ်ခုကိုလှုပ်ဆောင်ဖို့စီစဉ်နေခဲ့တာကြောင့်အကောင်းဆုံးသိပ္ပံပညာရှင်တွေကိုလည်းစူးစီးနေခဲ့ပါတယ်။ရိတ်ရဲ့အာကာသမစ်ရှင်မှာသူ့ရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်တဲ့သူ့ဇနီးနဲ့ရောက်ဖဖြစ်သူဂျွန်နီတို့လည်းပါဝင်ခဲ့ပါတယ်။ဒါပေမဲ့ရစ်ချက်ရဲ့ခရီးစဉ်ကမမျှော်လင့်ထားတဲ့အဖြစ်အပျက်တစ်ခုနဲ့ကြုံတွေ့ခဲ့ရပြီးအဲ့ဒီကိစ္စကပဲသူတို့ရဲ့ဘဝတွေကိုထာဝရပြောင်းလဲသွားစေမယ်မမျှော်လင့်ထားတဲ့အရာတစ်ခုဖြစ်နေခဲ့ပါတယ်။သူတို့ကအာကာသထဲရောက်ချိန်မှာရိတ်နဲ့အဖွဲ့သားတွေကသူတို့ရဲ့ DNA တွေကိုပြောင်းလဲပစ်နိုင်တဲ့စကြဝဠာမုန်တိုင်းတစ်ခုနဲ့ကြုံတွေ့ခဲ့ရပြီးတော့ထူးခြားတဲ့စွမ်းအားတွေနဲ့အတူကဘာမြေပေါ်ပြန်လည်ရောက်ရှိလာခဲ့ကြပါတယ်။သူတို့ဟာကဘာကြီးကိုအဆောင်လျှောက်ပေးသူတွေဖြစ်လာခဲ့ကြပြီးတော့သူတို့စွမ်းအားတွေကိုအသုံးပြုကကဘာတဝန်းကလူတွေရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ကြပါတယ်။ရိတ်ချက်ရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်တဲ့ဘန်ကတော့အလွန်တန်မာတဲ့လူစွမ်းကောင်းတဦးဖြစ်သွားခဲ့ပြီးတော့တင်မောတစည်းနှမြုပ်လူနီးပါးဖြစ်နေတာကိုတန်ကြိုးနဲ့ဆွဲပြီးကယ်တင်နိုင်ခဲ့တဲ့အပြင်သူ့ထက်နှစ်ဆကြီးတဲ့အကောင်ကြီးတွေကိုပါအနိုင်ယူခဲ့တာကိုတွေ့ခဲ့ရပါတယ်။ရိတ်ရဲ့ရောက်ဖဖြစ်သူဂျွန်နီကတော့မီးလူသားဖြစ်လာပြီးတော့မီးကိုထိန်းချုပ်နိုင်စွမ်းရှိတာကြောင့်မီးလောင်နေတဲ့အဆောက်အုံတွေမှမီးတွေကိုစုပ်ယူလိုက်ပြီးလူတွေရဲ့အသက်တွေကိုကယ်တင်ခဲ့ပါတယ်။ရိတ်ရဲ့ချက်ကပျော့ပြောင်းပြီးဆွဲဆက်နိုင်တဲ့အစွမ်းကိုရရှိပြီးတော့သူ့ရဲ့ဇနီးစုစတုံးကတော့ကိုပြောက်မယ်ဖြစ်လာက Fantastic ဖို့ဖွဲ့ဖြစ်လာခဲ့ပါတယ်။ဒါအပြင်စူးဟာနိုင်ငံရေးလောကထဲဝင်ရောက်ခဲ့ပြီးတော့နိုင်ငံအသီးသီးရဲ့သမ္မတတွေအားလုံးရဲ့လက်နက်ကင်တပ်ဖွဲ့တွေကိုဖျက်သိမ်းဖို့အတွက်သဘောတူညီခဲ့တဲ့အနာဂတ် Foundation တစ်ခုကိုလည်းတည်ထောင်ခဲ့ပါတယ်။အဲ့ဒီလိုနဲ့ရိတ်နဲ့သူ့အဖွဲ့သားတွေကိုတကဘာလုံးကလူတွေကသူတို့ကိုကာကွယ်ပေးတဲ့ Fantastic ဖို့အဖွဲ့ဖြစ်လက်ခံလာခဲ့ကြပါတယ်။အဲ့ဒီပွဲပြီးတော့ Fantastic ဖို့အဖွဲ့အိမ်ပြန်ရောက်တဲ့အခါမှာသူတို့ရဲ့ညစာစားပွဲအတွက်ဘန်နဲ့ဂျွန်နီကရိတ်တီထွင်ထားတဲ့ဟာဘီဆိုတဲ့စက်ရုပ်လေးနဲ့အတူညစာပြင်ဆင်နေကြပါတယ်။ညရောက်တော့ဂျွန်နီနဲ့ဘန်တို့ညစာစားပွဲမှာထိုင်ဆောင်နေချိန်မှာရိတ်နဲ့ဆူတို့ကနောက်ကျမှညစာစားပွဲကိုရောက်လာခဲ့ပါတယ်။ရုတ်တရက်ဘန်ကသူတို့စုံတွဲနှစ်ဦးစလုံးထူးဆန်းစွာပြောဆိုနေတာကိုတတိထားမိခဲ့ပြီးတော့အဲ့ဒီအချိန်မှာပဲဆူစတုံကတကယ်ကိုဝင်ရှိနေပြီဆိုတာကိုဘန်ကသိလိုက်ရပါတယ်။အဖွဲ့သားအားလုံးကတော့ဒီအဖြစ်ပြက်နဲ့ပျော်ရွှင်စွာဆင်နွှဲခဲ့ကြပြီးခဏအကြာမှာတော့ဆူစတုံရဲ့ကိုဝင်ရှိနေတဲ့သတင်းကတကဘာလုံးကိုပြန့်နှံ့စွာရောက်ရှိသွားပါတော့တယ်။ကလေးငယ်သတင်းဟာကဘာအနှံ့ကိုပြန့်နှံ့စွာရောက်ရှိခဲ့တယ်လို့လူတိုင်းရဲ့စိတ်ထဲကမေးခွန်းကတော့ကလေးငယ်ကစွမ်းအင်နဲ့အတူမွေးဖွားလာမှလားဆိုတာပါပဲ။တစ်ချိန်တည်းမှာပဲရိတ်ရချက်ကအာကာသထဲကနေထုတ်လွှင့်တဲ့အချက်ပြလိုင်းတွေကိုလက်ခံရရှိနေခဲ့ပေမဲ့ရှုပ်ထွေးလွန်းတဲ့အချက်ပြမှုတွေကြောင့်ဘာကိုပြောနေမှန်းနားမလည်ခဲ့ပါဘူး။ဒီအကြောင်းကိုသူတေသနာလုပ်နေတော့မှပဲဂျွန်နီကရောက်လာပြီးတော့ဖခင်တယောက်ဖြစ်လာမှာကိုကြောက်နေလို့ရိတ်တယောက်ဟန်ဆောင်နေရတယ်လို့ထင်နေပါတယ်။ဒါပေမဲ့ရိတ်ကအရင်လိုပဲအချက်ပြလိုင်းတွေကရှုပ်ထွေးတဲ့အကြောင်းပြောပြပြီးတော့သူအခုစမ်းသပ်နေစေတယ်လီပိုနီပညာအကြောင်းကိုဂျွန်နီကိုပြောပြကစမ်းသပ်ပြခဲ့ပေမဲ့ပါဝါမနိုင်ပဲတအိမ်လုံးမီးပြတ်သွားပါတယ်။ရိတ်ရချက်တယောက်ကတော့သူ့ကလေးအတွက်အရန်တွေစိတ်ပူနေခဲ့ပြီးကလေးဟာတာမန်ကလေးတယောက်ဖြစ်လာမှာမဟုတ်ဘူးလို့လည်းယုံကြည်တာကြောင့်စိုးရိမ်မှုတွေဖြစ်ပေါ်နေခဲ့ပါတယ်။ဒါပေမဲ့ဆူစတုံကတော့သူမရဲ့စွမ်းအားတွေနဲ့ဘိုက်ထဲကကလေးငယ်ကိုပြသလိုက်ပြီးလူသားတယောက်လိုပုံမှန်ဖြစ်တယ်ဆိုတာအတည်ပြုပြီးနောက်မှာတော့ရိတ်တယောက်စိတ်သက်သာရသွားပါတယ်။တစ်ချိန်တည်းမှာပဲဘန်ကသူအရင်နေထိုင်ခဲ့တဲ့ရက်ကွက်ကိုအလဲသွားခဲ့ပြီးတော့အဲ့ဒီမှာရှိတဲ့လူတိုင်းကလည်းဘန်ကိုဖော်ဖော်ရွရွနဲ့ဆက်ဆံကြပါတယ်။အနီးအနားကျောင်းကကလေးငယ်တွေကတော့ကားတစ်စီးကိုလေထဲမြောက်ပြဖို့တောင်းဆိုခဲ့ပြီးဘန်ကလည်းကလေးတွေကိုချစ်တာကြောင့်ကားကိုလေထဲမြောက်ပြလိုက်တဲ့အခါကလေးတွေကပျော်ရွှင်စွာအော်ဟစ်အားပေးကြပါတယ်။ရေချဲဆိုတဲ့ဆီယာမကကလေးတွေကိုအလိုမလိုက်ဖို့ဘန်ကိုလာပြောပြီးအချင်းချင်းမိတ်ဆက်လိုက်ကြပါတယ်။အဲ့ဒီအချိန် Fantastic ဖို့အဆောက်အဦမှာတော့ရိတ်ကမျိုးထဲမှာရှိတဲ့ရာဇဝတ်ခိုင်း48ဖွဲ့ကို3လအတွင်းသူ့ရဲ့နီးပညာနဲ့ဘလို့ခြေရာခံမိလဲဆိုတာကိုသူ့အဖွဲ့သားတွေကိုရှင်းပြနေပါတယ်။အဲ့လိုနဲ့သူတို့၄ယောက်ညစာစားဖို့လှုပ်လိုက်တဲ့အခါမှာတော့တတိပြုမိလိုက်တာတခုကကောင်းကင်ယံမှာမိတောက်ကြီးတစ်ခုကိုတွေးလိုက်ရတာပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်မို့လို့ရိတ်ကဂျွန်နီကိုတွားကြည့်ခိုင်းတဲ့အခါမှာအဲ့ဒီအရာကဘာလဲဆိုတာသိရအောင်လို့ကောင်းကင်ပေါ်ပြန်တက်သွားခဲ့ပါတယ်
အဲ့ဒီအချိန်မှာပဲငွေရောင်ကိုခန္ဓာနဲ့မိန်းကလေးတဦးဟာမြို့လေခေါင်ကိုရုတ်တရက်ပြန်သွားတာကြောင့် Fantastic Four ဖွဲ့လည်းနောက်ကလိုက်သွားကြပါတယ် Fantastic Four ဖွဲ့ဝင်တွေအပါအဝင်လူတိုင်းရဲ့အာယုံကိုဖန်ဆားလိုက်တဲ့ဒီမိန်းကလေးကိုတော့ Saber Girl လို့ခေါ်ကြပါတယ်သူမက Fantastic Four ဖွဲ့ကိုမင်းတို့ကကဘာရဲ့စောင့်ရှောက်သူတွေလားလို့မေးလိုက်ရာ Sue Storm ကသူတို့ဟုတ်ကြောင်းပြောပြလိုက်တဲ့အခါမှာတော့သူမကသူတို့ရဲ့ကဘာကိုတည်ဆုံမှုအတွက်အမှတ်အသားပြုလိုက်ပြီးဖြစ်ကြောင်းပြောပြပါတယ်ကဘာကိုမကြခင်မှာဝါမျိုးသူကြီးကစားတော့မှဖြစ်ပြီးတော့သူတို့ကိုတားဆီးဖို့လဲဘာမှလုပ်နိုင်မှာမဟုတ်ဘူးလို့ပြောပြပါတယ်ဘာလို့လဲဆိုရင်သူကအရန်ဆွန့်ထက်တဲ့နတ်ဖျားတစ်ပါးဖြစ်တာကြောင့် Saber Girl ကကဘာကြီးကိုအကြံပေးချင်တာကဒီဂျိုအတွက်အချိန်မရှိတော့တာမို့ရှေ့ရသူတွေနဲ့ပျော်ရွှင်စွာအချိန်ကုန်ဆုံးလိုက်ပါလို့အကြံပြုခဲ့ပါတယ်ဂလက်တက်ဟာသူတို့ကဘာကိုရောက်လာတော့မှဖြစ်ပြီးတော့ဂလက်တက်အတွက်အစာဖြစ်ပေမဲ့ကဘာကျိုးအတွက်တော့အဆုံးသတ်ဖြစ်မယ်လို့ပြောကသူမကဒီသတင်းစကားကိုပေးပြီးတာနဲ့အာကာသထဲကိုပြန်တက်သွားခဲ့ပါတယ်ဒါပေမဲ့ဂျွန်နီကသူမနောက်ကိုလိုက်သွားခဲ့ကသူမကိုတားဆီးဖို့ကြိုးစားခဲ့ပေမဲ့သူမကရှေးဟောင်းဘာသာစကားတစ်ခုကိုဂျွန်နီကိုပြောခဲ့ပြီးသူ့ကိုပစ်ချလိုက်ပါတယ် Fantastic Four ဖွဲ့ရဲ့ဌာနချုပ်မှာ Ray Richard တို့အဖွဲ့ဟာ Saber Girl ကိုခြေရာခံဖို့လုပ်ပေမဲ့ Saber Girl ကအယမ်းမြန်လွန်းတာကြောင့်သူအရင်ရောက်ခဲ့တဲ့ဂျိုးတွေကိုပဲခြေရာခံဖို့လုပ်လိုက်ပါတယ်သူမဟာမတူညီတဲ့ဂျိုး၅ခုကိုရောက်ခဲ့ပြီးတော့အဲ့ဒီဂျိုးတွေကလည်းဖျက်ဆီးခံလိုက်ရပြီးသားဖြစ်နေတဲ့ဆိုတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ် Saber Girl ပြောခဲ့တဲ့စကားတွေကတကယ်မှန်ကန်တဲ့ဆိုတာကိုအတည်ပြုလိုက်နိုင်ခဲ့ပြီးတော့ Ray Richard ကဂလက်တက်ကဘာကိုမရောက်လာနိုင်အောင်တားဆီးဖို့နီလန်းရှာဖို့အာကာသထဲကိုသူတို့ကိုယ်တိုင်ထွက်ရှာတင်တယ်လို့အကြံပြုပါတယ်ဒါပေမဲ့ဂျွန်နီကအာကာသထဲမှာ Saber Girl နောက်ကိုလိုက်သွားခဲ့တုန်းကသူမပြောခဲ့တဲ့စကားတစ်ခုကိုအဖွဲ့သားတွေကိုပြောပြဖို့ကြိုးစားလိုက်ပါတယ်ဒါပေမဲ့လည်းသူမပြောတဲ့စကားကဘယ်ဘာသာစကားကိုဆိုလိုမန်းနားမလဲကြောင်းဂျွန်နီကပြောလိုက်တဲ့အခါမှာတော့အဖွဲ့သားတွေဟာသူ့ကိုအလေးနဲ့မထားတော့ဘဲထွက်သွားကြပါတယ်အဲ့ဒီလိုနဲ့ဆူးစလုံးကဂျွန်နီခန်းကိုရောက်လာပြီးတော့ဂျွန်နီကSaber Girlပြောခဲ့တဲ့စကားတွေကိုမှတ်တမ်းတင်ထားကရှေးဟောင်းဘာသာစကားတစ်ခုလည်းဖြစ်တယ်ဆိုပြီးသူ့အမကိုပြောခဲ့ပါတယ်ဆူးကလည်းငါမှတ်ထားလိုက်ပါမယ်လို့ပြောပြီးဂျွန်နီကိုရိတ်ခေါ်ခိုင်းတဲ့အကြောင်းပြောလိုက်ပါတယ်ခဏကြာမှာတော့ဂျွန်နီကRay Richardစီကိုရောက်သွားတော့ရိတ်က Fantastic Four ဖွဲ့အတွက်အာကာသဝစ်ဆုံပြီးသွားပြီဆိုကဂျွန်နီကိုပြသလိုက်ပါတယ်သူတို့ဟာအာကာသထဲကိုသွားဖို့အတွက်သူတို့ရဲ့အစီအစဉ်ကိုလူတွေကိုကြီးညာခဲ့ကစတင်ပြင်ဆင်ခဲ့ကြပါတယ်ဂလက်တက်ကိုရက်တက်မှုအတွက်အာကာသထဲကိုသွားမဲ့သူတို့ရဲ့အစီအစဉ်ကိုလူတွေကိုပြောပြခဲ့ပြီးတော့သူတို့ရဲ့အသက်နဲ့လဲပြီးကာကွယ်ပေးပါမယ်လို့ကတိပေးလိုက်တဲ့အခါမှာတော့ပရိသတ်တွေကမတ်တက်ရက်ပြီးတော့လက်ခုပ်တီးဂုဏ်ပြုပေးခဲ့ကြပါတယ်အချိန်မဖြုံးတော့ဘဲနဲ့ Fantastic Four ဖွဲ့ဝင်တွေကသူတို့ရဲ့အာကာသယာဉ်ထဲကိုဝင်ရောက်ပြီးတော့အာကာသထဲကိုခီးထွက်လာခဲ့ကြပါတယ် Saber Girl ကိုရှာဖွေဖို့အရင်စီစဉ်ခဲ့ကြပြီးတော့ဒီလိုလုပ်ရင်ဂလက်တက်ကိုရှာတွေ့နိုင်မယ်လို့လည်းသူတို့ကယုံကြည်နေခဲ့ကြပါတယ်ရိတ်တို့ဟာအလင်းရဲ့အမြန်နှုန်းနဲ့အာကာသကိုခီးဆက်ခဲ့ရင်ကဘာထက်73စာကြီးတဲ့ဂျိုးတလုံးသားကိုဖျက်တမ်းသွားခဲ့ကြကခဏအကြာမှာတော့အဲ့ဒီဂျိုးကိုဂလက်တက်ရဲ့ရင်ကဖျက်ဆီးပစ်လိုက်တာကိုတွေ့လိုက်ရပါတယ်ရိတ်တို့အဖွဲ့လည်းအဖျက်ဆီးခံရတဲ့ဂျိုးပိုင်းစတွေကိုရှောင်တိန်ရင်ဂလက်တက်ဖမ်းတာကိုလည်းခံလိုက်ရပါတယ်ရုတ်တရက်Saber Girlကသူတို့ရဲ့အာကာသယာဉ်ထဲကိုဝင်လာပြီးဂလက်တက်ကမင်းတို့အားလုံးကိုတွေးချင်တယ်လို့ပြောခဲ့ပြီးတော့သူတို့ဒီကိုမလာသင့်ဘူးလို့ပြောပြီးသူမနောက်ကိုလိုက်ခဲ့ဖို့ပြောပါတယ်သူတို့ကဂလက်တက်ပါလို့ချင်တာလဲလို့မေးလိုက်တဲ့အခါမှာ Saber Girlကသူကလို့ချင်တာမဟုတ်ပဲဂျိုးတွေကိုစားသုံးတာလို့ပြန်ဖြေခဲ့ပါတယ်Saber Girlကသူတို့ကိုဂလက်တက်စီခေါ်သွားခဲ့ရမှာဂလက်တက်အရွယ်စားကိုမြင်ပြီးသူတို့ကတော့အရန်ကိုထိတ်လန့်သွားခဲ့ကြပါတယ်ဂလက်တက်ဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူတို့လိုပဲတင်းငယ်တဲ့တက်ရှိတူဖြစ်ခဲ့မှုပါတယ်သူကတခြားကဘာတစ်ခုကတာမန်လူသားတူဖြစ်ခဲ့ပေမဲ့အခုတော့ဘယ်တော့မှမပြေဝနိုင်တဲ့ထာဝရစာလောင်မှုကြီးတစ်ခုကိုခံစားနေရပြီလို့ဂလက်တက်ကပြောပြပါတယ်သူကဆူစတုံးမှာကိုဝင်ရှိနေတာကိုတတိထားမိသွားပြီးတော့သူမသာဒီကိုဝင်ကိုပေးအပ်လိုက်မယ်ဆိုရင်သူတို့ကဘာကိုချမ်းသာပေးမယ်လို့ပြောပါတယ်ဂလက်တက်ကသူမမွေးဖွားလာမဲ့ကလေးငယ်မှာအဆုံးစားမဲ့တဲ့စွမ်းအားတွေရှိနေတာကိုခံစားမိပြီးတော့သူ့ရဲ့ထီးနှန်းကိုဆက်ခံစေချင်တာပဲဖြစ်ပါတယ်ရစ်ချက်ကတော့ဂလက်တက်ကိုမင်းငါတို့ကဘာကိုမရနိုင်တယ်လို့ငါတို့ကလေးကိုလည်းဘယ်တော့မှရမှာမဟုတ်ဘူးလို့အော်ပြောလိုက်ပါတယ်ဒါကဂလက်တက်ကိုဒေါသထွက်သွားပြီးတော့သူ့ရဲ့စွမ်းအားကိုအသုံးပြုလိုက်ကစုရဲ့ကိုဝင်ကိုအလင်းအမြန်မွေးဖွားလာအောင်လုပ်လိုက်ပါတယ်ဂလက်တက်ကမင်းတို့ကဘာကိုဖြည်းဖြည်းချင်းစားသုံးတာကိုလည်းဒီကလေးငယ်ကမြင်နေစေရမယ်လို့ရိတ်တို့ဖွဲ့ကိုပြောလိုက်ပါတယ်ရုတ်တရက်ဂျွန်နီကဒေါသထွက်သွားပြီးတော့ဂလက်တက်စီကိုပြန်သွားကသူ့ရဲ့မီးစွမ်းအားတွေကိုထုတ်လုပ်ကတိုက်ခိုက်ပါတော့တယ်Saber Girlကလည်းဂျွန်နီကိုတားဆီးဖို့ကြိုးစားခဲ့ပေမဲ့ဘန်ကသူမကိုတားလိုက်ချိန်မှာ
ရိတ်ကကိုဝင်ဆောင်စနီးတဲ့နဲ့အတူထွက်ပြေးခဲ့လိုက်ပါတယ်ဆေးဘာကဲကတော့သူတို့နောက်ကိုလိုက်ပြီးတိုက်ခိုက်နေတဲ့အချိန်မှာဆူစတုံးကသူမရဲ့စွမ်းအားတွေကိုတုံးပြီးတော့မိတောက်တွေထဲကိုပစ်ချဖို့ကြိုးစားခဲ့ပါတယ်နောက်ဆုံးမှာတော့ Fantastic Four ဖွဲ့ကအာကာသယာဉ်တွေကိုအမြန်ဆုံးဝင်ရောက်ပြီးတော့ယင်းကိုအမြန်ဆုံးထွက်ခွာလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာနောက်ကလိုက်လာခဲ့တဲ့ဆေးဘာကဲရဲ့ပြစ်မှတ်ကဆူစတုံးရဲ့ကလေးငယ်ဖြစ်နေတဲ့အတွက်ကြောင့်ဆူကဂျွန်နီကိုယင်းရဲ့လေးစားရောင်ကြီးနဲ့ပြစ်တက်ဖို့ပြောခဲ့ပေမဲ့ဆေးဘာကဲကအယမ်းမြန်လွန်းတာကြောင့်ဂျွန်နီတယောက်ပြစ်မှတ်ကိုချိန်ဖို့ခက်ခဲနေခဲ့ပါတယ်သူမကိုဖယ်ရှားဖို့အတွက်ရိတ်ကလည်းဘန်ကိုဘလက်ဟိုးကြီးတစ်ခုစီကိုမောင်းနှင်ဖို့အတွက်အကြံပြုခဲ့ပြီးတော့အဲ့ဒါမှဘလက်ဟိုးကြီးရဲ့ဆွဲအားကြောင့်သူမပိတ်မိသွားမယ်လို့ပြောပြလိုက်ပါတယ်သူတို့ရဲ့အကြံအစီတိုင်းဆေးဘာကဲကိုဖယ်ရှားပြီးတဲ့နောက်မှာတော့ဘန်ဟာရင်ပုံမှာမိဖွားတော့မယ်ဆူစတုံးကိုအမြန်ဆုံးတွားရောက်ကူညီခဲ့ပါတယ်အချိန်တော်ကြာရုန်းကန်ပြီးနောက်မှာတော့ဆူစတုံးဟာတားငယ်လေးတစ်ယောက်ကိုအောင်မြင်စွာမွေးဖွားခဲ့ပါတယ်နာရီနှဲငယ်ကြာပြီးတဲ့နောက်မှာတော့ Fantastic Four ဖွဲ့ကကဘာမြေကိုပြန်လည်ရောက်ရှိလာခဲ့ရမှာပြည်သူအားလုံးကသူတို့ကိုဝမ်းမြောက်စွာကြိုဆိုနေခဲ့ပါတော့တယ်လူတိုင်းက Fantastic Four ဖွဲ့ဂလက်တက်ကိုအနိုင်ယူလာပြီလို့ထင်နေကြတာကြောင့်အရန်ကိုပျော်ရွှင်နေခဲ့ကြပါတယ်ဒါပေမဲ့ရိရစ်ချက်ကသူတို့ဂလက်တက်ကိုအနိုင်ယူခဲ့တာမဟုတ်ကြောင်းလူတွေကိုပြောပြခဲ့ပြီးသူတို့ဟာဂလက်တက်နဲ့ညှိနှိုင်းဖို့ကြိုးစားခဲ့ပေမဲ့ဂလက်တက်ကအလွန်ကြီးမားတဲ့အရာတစ်ခုကိုတောင်းဆိုခဲ့တဲ့အကြောင်းလည်းပြောပြခဲ့ပါတယ်အဲ့ဒီအရာကတော့သူတို့ရဲ့ကလေးငယ်ကိုဂလက်တက်စီကိုပေးအပ်ဖို့ပဲဖြစ်ပြီးကလေးကိုပေးလိုက်ရင်ကဘာချိုကိုချမ်းသာပေးမယ်လို့ပြောခဲ့ကလူတို့ကိုအတိပေးလိုက်ပါတယ်ဒီစကားကြောင့်တစ်ချိန်ကသူတို့ကိုချစ်ခဲ့တဲ့ပြည်သူတွေကသူတို့ရဲ့ကဘာချိုကိုကယ်တင်ဖို့အတွက်ကလေးကိုဂလက်တက်စီပေးဖို့တောင်းဆိုကြရင် Fantastic Four ဖွဲ့ကိုစန့်ကျင်လာခဲ့ကြပါတယ်တစ်ဖက်မှာတော့ဂလက်တက်ကကလေးကိုအရန်လိုချင်တယ်လို့ပြောပေမဲ့ဆေဘာကက်ကကလေးကိုချမ်းသာပေးဖို့ပြောလိုက်တာကြောင့်ဂလက်တက်ဒေါသထွက်သွားပြီးသူ့ရဲ့အစွမ်းနဲ့သူမကိုနှိပ်စက်လိုက်ပါတယ်ဒီကလေးရဲ့အစွမ်းကငါ့ရဲ့စာလောင်မှုကြီးကိုရက်တန့်ပေးနိုင်ပြီးငါလည်းနောက်ဆုံးတော့အနားယူလို့ရပြီလို့ပြောကဘာချိုကိုအမြန်သွားဖို့ပြောလိုက်ပါတယ်Fantastic Four ဌာနချုပ်မှာအဖွဲ့ကဂလက်တက်ကိုနှိမ်နင်းဖို့စဉ်းစားနေတဲ့အချိန်ရိတ်ကဂလက်တက်ဟာရှေ့ကျပြီးစွမ်းအားကြီးတဲ့နတ်ဖျားတစ်ပါးဖြစ်တာကြောင့်တိုက်ခိုက်ဖို့မဖြစ်နိုင်ကြောင်းပြောပြပါတယ်။အဲ့ဒါကြောင့်အာခီမီတီဥပဒေသားနဲ့တူတီထွင်ထားတဲ့နည်းပညာအရကဘာကြီးကိုရွှေ့ပြစ်နိုင်မဲ့ဖော်မြူလာကိုအကောင့်ထဲပေါ်ဖို့အဖွဲ့သားတွေကိုစီစဉ်ခိုင်းလိုက်ပါတယ်။အဲ့ဒီလိုနဲ့ဂလက်တက်တို့ယင်ဟာဂျူပီတာဂျိုနာရောက်လာပြီဆိုတာကို Fantastic Four ဖွဲ့ကအတည်ပြုခဲ့တာကြောင့်ကဘာဂျိုပေါ်မှာလည်းမထိမ့်သိမ့်နိုင်တော့ပဲစန့်ကျင်ဆန္ဒပြတဲ့သူတွေကအကြမ်းဖက်မှုတွေကိုပါပြုလုပ်လာခဲ့ကြပါတော့တယ်သူတို့ဌာနချုပ်အပြင်ဖက်မှာကလေးကိုပေးအပ်ဖို့အတွက်လူတို့ဟာအော်ဟစ်ဆူပူနေခဲ့တဲ့အတွက်ဆူစတုံးကကလေးငယ်ကိုချီပြီးတော့လူအုပ်ကိုရင်ဆိုင်ဖို့အပြင်ကိုထွက်လာခဲ့ပါတယ်သူမရဲ့မိဘတွေဘလို့မတော်တဆဖြစ်ခဲ့ရတယ်ဆိုတဲ့အကြောင်းနဲ့မိသားစုနဲ့ခွဲခွာတဲ့နာကျင်မှုကိုဘလို့ခံစားခဲ့ရတယ်ဆိုတဲ့အကြောင်းကိုပါသူမကပြောပြခဲ့ပါတယ်ကျမဟာဒီကဘာကြီးအတွက်ကျမရဲ့ကလေးကိုပေးဆက်မှာမဟုတ်တယ်လို့ကျမတို့ကလေးအတွက်လည်းဒီကဘာကြီးကိုဘယ်တော့မှပေးဆက်မှာမဟုတ်ဘူးလို့လူတွေကိုပြောပြခဲ့ပါတယ်။သူမနဲ့ Fantastic Four ဖွဲ့ကဘာပဲဖြစ်ဖြစ်ဒီချင်းချောက်မှုကိုအတူတူရင်ဆိုင်နိုင်ယူပြီးတော့ဒီကဘာကိုရအောင်ကယ်တင်မဲ့အကြောင်းရှင်းပြခဲ့ပါတယ်။အဲ့ဒီရှင်းပြမှုအပြီးမှာရိတ်ကအကြံတစ်ခုရခဲ့ပြီးအဖွဲ့သားတွေနဲ့လူလူရှိကိုချပြခဲ့ပါတယ်။သူဖန်တီးထားတဲ့စမ်းသက်ဆဲတယ်လီပိုကရိယာကိုအသုံးပြုပြီးတော့ကဘာချိုကိုဂလက်တက်ကနှစ်တန်းပေါင်းများစွာရောက်ရှိလာနိုင်ခြင်းမရှိတဲ့နေအဖွဲ့အစည်းတစ်ခုကိုရွှေ့ပြောင်းမှုအစီအစဉ်ချခဲ့ပါတယ်။ဒီကရိယာကကြက်ဥတစ်လုံးကို6ပေအကွာလောက်ထိရွှေ့ပြောင်းမှုအတွက်အသုံးပြုနိုင်သေးတဲ့အတွက်ဒါဟာတော်တော်စွန့်စားရမယ့်အကြောင်းပြောပြလိုက်ပါတယ်ဒီအတွက်လူတို့ရဲ့အကူအညီကိုသုံးပြီးတော့သူတို့ကအရင်ကထက်အစတရာပိုကြီးတဲ့တယ်လီပိုတရားတွေကိုကဘာအနှံ့မှာတိစောက်မိအကြောင်းဒီအစီအစဉ်အောင်မြင်အောင်လူတို့ရဲ့အကူအညီများစွာလိုအပ်ကြောင်းကိုကြေညာခဲ့ပါတယ်လူတို့ကလည်းကဘာကျိုးဖြည့်ဆည်းခံရမှာကြောင့် Fantastic Four ပြောသလိုပါဝင်ကူညီခဲ့ကြပြီးနောက်ဆုံးမှာတော့ကဘာအနှံ့မှာတဲ့လီပိုတရားတွေကိုတိစောက်ပြီးစီးသွားခဲ့ပါတယ်Fantastic Four အဖွဲ့ကဂလက်တက်မလာခင်ကဘာချိုကိုရွှေ့ဖို့စူးစမ်းနေတော့မှပဲဂလက်တက်ရင်ဟာကဘာချိုကိုရောက်ရှိလာခဲ့ပါတယ်။ဆေးဘာကဲကပေါ်လာပြီးတော့ကဘာကိုရွှေ့လို့မရအောင်တယ်လီပိုတရားတွေအားလုံးနှီးပါးကိုဖျက်ဆီးပစ်ခဲ့ပါတယ်။နောက်ဆုံးတစ်ခုကိုမဖျက်ဆီးပစ်ခင်မှာတော့ဂျွန်နီကလျင်မြန်တဲ့သူရဲ့ကောင်းဆန်တဲ့လုပ်ရက်တစ်ခုကိုလှုပ်ဆောင်ခဲ့ပါတယ်။ဂျွန်နီကဆေးဘာကဲကဘာမြေပေါ်ကိုဆက်ရောက်တုန်းကသူ့ရဲ့အကြောင်းကိုစိတ်ဝင်စားခဲ့ပြီးသူမရဲ့ဘာသာစကားကိုလည်းအချိန်ယူလေ့လာခဲ့တယ်ဆိုတာကိုထုတ်ဖော်ပြသခဲ့ပါတယ်။နောက်ပြီးတော့ဆေးဘာကဲဟာအစကတည်းကဒီလိုဘဝမဟုတ်ဘဲနဲ့ဂလက်တက်မပေါ်လာခင်အချိန်ထိသူမဟာကလေးငယ်တဦးနဲ့အတူငင်းချမ်းတဲ့ဘဝကိုနေထိုင်ဖြတ်သန်းနေခဲ့တာပဲဖြစ်ပါတယ်။သူမရဲ့ချိုကိုဂလက်တက်မဖြစ်စီအောင်လဲဂလက်တက်စီမှာအမှုထမ်းဖို့သူမကညှိနှိုင်းခဲ့ပါတယ်။ဒီလိုနဲ့ပဲသူမဟာဆေးဘာကဲအဖြစ်
အသွင်ပြောင်းလဲခြင်းခံလိုက်ရပါတော့တယ်အဲ့ဒီနောက်မှာတော့ဂျွန်နီဟာသူမဖြက်စီးပစ်ခဲ့တဲ့တခြားဂျိုတွေကအတန်သွင်းထားတာတွေကိုပြသကနားထောင်စေခဲ့ပါတယ်ဂျိုတွေကိုစားသုံးနေခဲ့ပြီးနောက်မှာတော့ဂလက်တက်ရဲ့လက်ထောက်ဖြစ်လာတဲ့သူမအတွက်ကတော့အဲ့ဒီအတန်ရဲ့တက်ရောက်မှုတွေဟာခံနိုင်ရည်ကိုကုံဆုံးစေခဲ့ပါတယ်ဒါကြောင့်သူမကအဲ့ဒီနေရာကနေပြန်လဲထွက်ခွာသွားပြီးတော့လာရဲ့အနီးကိုထွက်ပြေးတိမ်းရှောင်ခဲ့ပါတော့တဲ့စေးပါခဲကြောင့်တယ်လီပို့တရားတွေအကုန်လုံးနှိပါပျက်စီးသွားပြီဖြစ်လို့ကဘာမြေကိုဂလက်တက်နဲ့ဝေးရာကိုပြောင်းရွှေ့ထားနိုင်တော့မှာမဟုတ်ပါဘူးဒါပေမဲ့ခဏအကြာမှာတော့ရိတ်ဟာပိုကောင်းတဲ့အစီအစဉ်တစ်ခုကိုအလျင်အမြန်ပဲထပ်မံစဉ်းစားမိခဲ့ပြီးတော့သူကကဘာဂျိုကိုဂလက်တက်နဲ့ဝေးအောင်ပို့မယ်အစားဂလက်တက်ကိုပဲဂျိုးနဲ့ဝေးရပို့မယ်ဆိုပြီးတော့အိုင်ဒီယာရခဲ့ကြောင်းအဖွဲ့သားတွေကိုပြောပြလိုက်ပါတယ်အကြံစီကတော့ဂလက်တက်ကိုဆွဲဆောင်ဖို့အတွက်သူ့အလိုချင်ဆုံးအရာဖြစ်တဲ့ကလေးငယ်ကိုတော့ငါးစာအဖြစ်အသုံးပြုရမှာပဲဖြစ်ပါတယ်ဒီလိုအသုံးပြုပြီးတော့တယ်လီပို့တရားတွေစီကိုခေါ်ဆောင်ကာဂလက်တက်ကိုကဘာဂျိုနဲ့ဝေးရကိုပို့မယ်လို့ပြောခဲ့ပါတယ်မကြာခင်မှာပဲဂလက်တက်ဟာကဘာဂျိုဘော်ကိုရောက်ရှိလာခဲ့ပြီးတော့တတ်မှတ်ထားတဲ့ပေါ်တယ်ဆက်ဝိုင်းလယ်မှာကလေးကိုထားတာကိုတွေ့သွားပြီးတော့အဲ့ဒီနေရာကိုရောက်လာပါတယ်ရုတ်တရက်ဂျွန်နီကဂလက်တက်ရဲ့မျက်လုံးတွေကိုတိုက်ခိုက်ခဲ့ပြီးတော့အာယုံလဲပြောင်းပြီးမှကလေးငယ်ကိုဌာနချုပ်စီပြန်ယူသွားပြီးတော့သူ့နေရာမှာကလေးငယ်မပါတဲ့ချင်းအလွတ်တစ်ခုနဲ့ဂလက်တက်ကိုလှည့်စားဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ဂလက်တက်ဟာအလွယ်တကူလှည့်စားလို့မရဘဲနဲ့တကယ်ကလေးရှိတဲ့နေရာကိုဆက်သွားနေခဲ့ပါတယ်ဌာနချုပ်မှာရှိတဲ့တကယ်ကလေးငယ်စီကိုတွားဖို့ကြိုးစားနေတဲ့ဂလက်တက်ရဲ့စွမ်းအားကိုအားလုံးကလည်းမရှင်နိုင်ကြပါဘူးအဲ့ဒီအချိန်မှာပဲဂလက်တက်ဟာသူ့ကိုတိုက်ခိုက်နေတဲ့ရိတ်ချက်ကိုရောဘာကျိုးလိုဆွဲဆန့်လိုက်တဲ့အခါမှာတော့ဘန်ကအချိန်မီရောက်လာကကဲတင်လိုက်ရပါတယ်ဂလက်တက်ဟာကလေးကိုဖမ်းယူလိုက်ချိန်မှာတော့ဆူစတုံကသူမရဲ့စွမ်းအားတွေအားလုံးကိုစူးစီးအသုံးပြုကတားဆီးဖို့ကြိုးစားလိုက်ပါတော့တယ်သူမရဲ့စွမ်းအားတွေအားလုံးကိုဂလက်တက်အပေါ်အသုံးပြုလိုက်ပြီးတော့ရိတ်ကိုကလေးစီကိုအရောက်သွားဖို့ပြောလိုက်ပါတယ်ရိတ်ကကလေးကိုရပြီးတာနဲ့ဆူစတုံကလည်းဂလက်တက်ကိုပေါ်တယ်တကားပေါက်စီကိုတွန်းပို့ဖို့အတွက်သူမရဲ့ဒိုင်းကလိုဖန်တီးနိုင်တဲ့စွမ်းအားတွေကိုအသုံးပြုခဲ့ပြီးတော့ထူးခြားတဲ့ခွန်အားတွေကိုပြသခဲ့ပါတယ်အဲ့ဒီခွန်အားတွေနဲ့ပဲဂလက်တက်ကိုပေါ်တယ်တဲ့ကိုအောင်မြင်စွာတွန်းပို့နိုင်ခဲ့ပါတယ်ဒါပေမဲ့သူမရဲ့စွမ်းအားတွေကိုအလွန်ကျွံသုံးဆွဲမိခဲ့တာကြောင့်သူမဟာတတိမေပြီးလဲကျသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဂလက်တက်ကပေါ်တယ်တကားပေါက်ကနေပြန်ထွက်လာနိုင်ဖို့ကြိုးစားခဲ့တာကြောင့်ဂလက်တက်ကိုပေါ်တယ်တကားနဲ့ပြန်တွန်းဖို့အတွက်ဂျွန်နီကသူ့ကိုယ်သူပေးဆက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဂလက်တက်ကိုပေါ်တယ်နဲ့တွန်းပို့ဖို့ကြိုးစားပြီးတော့အချိန်နဲ့ပြန်လာတဲ့အချိန်မှာပဲစေးပါးကဲကဂျွန်နီကိုတွန်းဖယ်လိုက်ပြီးသူမကိုသူမပေးဆက်ကဂလက်တက်ကိုတကားပေါက်ထဲသူနဲ့အတူတူခေါ်ဆောင်သွားခဲ့ပါတယ်ဂလက်တက်ကိုအောင်မြင်စွာအနိုင်ယူခဲ့ပေမဲ့ဆူစတုံကတော့မေ့မျောနေခဲ့တာကြောင့်သူတို့ဟာဒီအောင်မြင်မှုကိုလည်းအလေးမထားနိုင်တော့ပါဘူးရိတ်တို့ကလည်းသူမကိုဘလို့မှပြန်လဲတတိယအောင်မလုပ်နိုင်ခဲ့ကြပါဘူးဒါကြောင့်ရစ်ချက်ကသူတို့ရဲ့ကလေးကိုဆူစတုံရဲ့ရင်ဘတ်ပေါ်တင်လိုက်တဲ့အခါမှာတော့သူမပြန်လဲတတိယရှိလာပြီးအဖွဲ့သားတွေအားလုံးကလည်းပျော်ရွှင်သွားကြပါတယ် Fantastic Four အဖွဲ့ကကဘာကြီးကိုဂလက်တက်ရန်မှကာကွယ်ပေးခဲ့ပြီးဇလန်းလေးကိုတော့ဒီမှာပဲအဆုံးသတ်ထားပါတယ်